မင်္ဂလာပါရှင်ချစ်မိတ်ဆွေ9ရက်သမီးရှင်နေဖွားများအားလုံးတို့ရောနိုင်ငံတကာမှာရှိတော့မြန်မာနိုင်ငံတိုင်းနိုင်ငံဒေသသီးသီးမှာရှိကြကုန်တော့ဆရာမပွင့်သိခိုင်နဲ့ရွှေလက်တွဲဒိတ်ထံဝင်နေကြတော့ချစ်တဲ့ဘက်သားသမီးအပေါင်းသူတော်ကောင်းတို့အားလုံးတို့စိတ်ချမ်းသာကိုကျမ်းပါပါစေယနေ့6လပိုင်း1ရက်နေ့2025တနင်္ဂနွေနေ့မနက်ပေါ့နော်10နာရီ10မိနစ်အချိန်မှာပွဲတွေ့ချမ်းသာဓာကြီးလေးပါဆွမ်းကတ်လှူခြင်းနဲ့ခေမွန်ကြီး10ပါဆွမ်းကတ်လှူခြင်းအလှူတော်ပေါ့နော်ဆမနဲ့အတူတူရွှေလက်တွဲ၍ကတ်လှူပူဇော်ချရအောင်ရှင်မိမိတို့အလိုရှိရများကိုလည်းပဲတလုံးတော့ရတယ်ပြည့်စုံကြစေဖို့အတွက်ပေါ့နော်တရဏဂုံ3ပါဂုံတော်9ပါ24ပစ္စည်းပဋ္ဌာန်း29ခေါက်ရွတ်ဖတ်ပူဇော်ပြီးတော့မိမိတို့၏လက်ဖြင့်ကိုယ်တိုင်ကိုယ်ကျဆွမ်းခဲပွဲအများပြည့်စုံကတ်လှူပူဇော်လှူဒန်းနိုင်ကြပါရန်ဆမ်မမကုသိုလ်ဆက်ဗီဒီယိုလေးတင်ပေးလိုက်ပါတယ်ရှင်ပွဲတွေ့ချမ်းသာဓာကြီးလေးပါဆွမ်းကတ်လှူခြင်းနဲ့ခေမွန်ကြီး10ပါဆွမ်းကတ်လှူခြင်း56ကြိမ်မြောက်ဆွမ်းကတ်အလှူတော်ဖြစ်ပါတယ်ရှင်ဆမ်မနဲ့အတူတူကိုယ်တိုင်ကိုကြပေါ့နော်ငွေကန်ပွင့်မင်္ဂလာဌာနတော်ကြီးမှာလာရောက်ကုသိုလ်ယူခြင်းကြတော့9ရက်သမီးရှင်တွေဖွားများအားလုံးတို့လည်းလာရောက်နိုင်စေဖို့အတွက်ဆမ်မလိပ်စာလေးတွေလည်းတင်ပေးထားပါတယ်တနင်္ဂနွေနေ့တိုင်းပွဲတွေ့ချမ်းသာဓာကြီးလေးပါဆွမ်းကတ်လှူခြင်းနဲ့ခေမွန်ကြီး10ပါဆွမ်းကတ်လှူခြင်းကိုပါတီလာခံယူစောက်တည်ပြီးတော့ပေါ့နော်တရားထိုင်ခြင်းပရိစိတ်ချင်းနဲ့အတူတူအစွမ်းထက်အဋိဌံကောင်းများနဲ့ကာဇာတာဖြင့်လက်ဖွင့်ပေးပါတယ်ရှင်ဆမ်မနဲ့အတူတူကိုယ်တိုင်ကိုကြလာရောက်ကတ်လှူခြင်းတဲ့သူတွေကတော့တနင်္ဂနွေနေ့တိုင်းငွေကန်ပွင့်မင်္ဂလာဌာနတော်ကြီးမှာကိုယ်တိုင်ကိုကြလာရောက်ကတ်လှူပူဇော်လို့ရပါတယ်ရှင်9ရက်သမီးရှင်နေဖွားများအားလုံးနဲ့တကွချစ်တဲ့ဘက်သားသမီးအပေါင်းတို့သည်စိတ်ချမ်းသာပါစေကိုကျမ်းပါပါစေအလောက်ကိုင်းနေအဆင်ပြေပါစေစီးပွားဥစ္စာရတနာတွေတိုးတက်ပါစေလို့သမျှကိုင်းသမျှကြံစီသမျှလည်းကောင်းတာပြောကောင်းတာကြံမှန်သမျှအားလုံးကံကောင်းပါစေချမ်းသာပါစေစီးပွားလက်လာပါတွေလည်းပေါ်လန်းပါစေဈေးအောင်ဈေးဝယ်ကောင်းပါစေစီးပွားဥစ္စာရတနာတွေလည်းတိုးတက်မြင့်မားပါစေရှင့်ဤနေ့ဤချိန်မှစ၍ကန်စာတာမြင့်မားပြီးတော့လက်လာပါတွေပေါ်လန်းပါစေစိတ်ချမ်းသာကိုချမ်းပါပါစေအာရောဂျန်ပရမန်လာဘန်ချမ်းသာဒုက္ခအဖျားဖျားနဲ့ပြည့်စုံပြီးတော့ကတ်ကြီးသုံးပါလဲကြော်လွှားလွတ်မြောက်နိုင်ပါစေလို့ဆမ်မပွင့်သိခိုင်မှာဆုမွန်ကောင်းတောင်းပါတယ်ရှင့်ဆမ်မနဲ့အတူတူငွေကန်ပွင့်မင်္ဂလာဌာနတော်ကြီးတွင်ပွဲတွေ့ချမ်းသာဓာကြီးလေးပါနဲ့ခေမွန်ကြီး10ပါဆွမ်းကတ်လှူခြင်းတဲ့သူတွေကတော့တနင်္ဂနွေနေ့တိုင်းပေါ့နော်နောက်တစ်ပတ်ဆိုလို့ရှိရင်တော့နောက်တစ်ပတ်တနင်္ဂနွေမှာဆိုလို့ရှိရင်တော့58ကြိမ်မြောက်ဖြစ်သွားပါပြီเนาะအခုတော့56ကြိမ်မြောက်ဖြစ်ပါတယ်399693694328ဖုန်းဆက်လို့ရပါတယ်မနောမြတရဏဂုံထမင်းနဲ့မနောမြတရဏဂုံလက်ဖေးလည်းတိုက်ပါတယ်ရှင့်ကံကောင်းချမ်းသာပါစေ